အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော် pre-setting နဲ့ပတ်သက်တဲ့ဟာလေးတွေပြောပြပေးသွားပါမယ်ဒီနေ့က test ကတော့ pre ရော post ကောလုပ်ရတဲ့ဟာဖြစ်တဲ့အတွက်ပထမဆုံးပြောပြလိုက်တာပေါ့နော်pre ပဲလုံးဝလုပ်ရတဲ့အရာလေးကိုဥစားပြမှာပါကျွန်တော်တို့ company တစ်ခုပေါ့နော် register ကိုယ့်0ဝယ်လိုက်ပြီပေါ့နော်ဝယ်ပြီဆိုလို့ရှိရင်အရင်ဆုံးကိုယ့်ရဲ့ company နဲ့ account တစ်ခုဖွင့်မယ်ဖွင့်ပြီးရင်ကိုယ့် company နဲ့ပတ်သက်တဲ့ setup လေးကိုကျွန်တော်တို့ထည့်ရမှာပေါ့နော်ထည့်မယ်ဆိုလို့ရှိရင်ဒီလိုမျိုး login ဝင်ပြီးတော့ account တစ်ခုရသွားပြီဆိုတော့ကိုယ့်ရဲ့ဒီ0ရဲ့software ကိုရောက်သွားပြီဆိုတော့သူဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ဒီ company page ကတော်တောင်လေးကိုနှိပ်လိုက်ပါပြီးဒီမှာ setting ဆိုတာလေးကိုနှိပ်လိုက်ပါပြီးဒီမှာ organization setting ဆိုရှိတယ်ဒီ organization setting တွေဒီကျွန်တော်တို့ system ကိုစမသုံးခင်မှာကိုယ်အနေနဲ့ကိုယ် company နဲ့ပတ်သက်တဲ့ information တွေကိုအတိအကျ update လုပ်လို့ရမယ်နေတာပေါ့နော်ဒီမှာဘာရှိလဲဆိုတော့ organization details ရှိရယ် user ရှိရယ်ပြီးရင် currency ရှိရယ်ပြီးရင် connected app တွေနဲ့ connect လုပ်ဖို့အတွက်ကိုဒီမှာ setting လုပ်ရတာရှိရယ်ဒီမှာ subscription and billing နဲ့ပတ်သက်တာရှိမယ်ပြီးလို့ရှိရင်invoice setting payment service တွေနဲ့ကျွန်တော်တို့ဒီမှာချိတ်ဆက် online ချိတ်ဆက်တဲ့ဟာတွေပေါ့နော်ဒါပြီး email setting ရှိမယ်ပြီးရင် payroll နဲ့ဟာကို setting ဒီမှာချိန်ပြီပေါ့နော်အဲ့ဒါတွေကတော့ကျွန်တော်တို့0 to 0user automated လုပ်ဖို့0 to 0 connect လုပ်ဖို့ပေါ့နော်ပြီးလို့ရှိရင်custom contact link ဆိုပြီးဒီ setting လေးရှိပါတယ်ဒါကတော့ general လေးပေါ့နော် general ဒါကကျတော့ features ပြီးသူခွဲထားတယ်Okay ဒီမှာဆိုလို့ရှိရင်အရင်ဆုံးကျွန်တော် organization detail ဒီ organization detail ကကျွန်တော်တို့ login ဝင်တဲ့အချိန်မှာလည်းကိုယ့်ရဲ့ organization နဲ့ပတ်သက်တဲ့ information တွေကိုဖြည့်ရတယ်ဒီမှာဘာလို့ထပ်ပါလဲဆိုတော့ကျွန်တော်အဲ့ login ဝင်တဲ့အချိန်မှာဖြည့်ရတဲ့ information တွေကမှားသွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အဲ့ဒီမှာမပါတဲ့တခြား information လေးတွေပါဒီမှာ detail ပို့ပြီးတော့ပါပါတယ်အဲ့တော့ကျွန်တော်ဒီဟာလေးကိုအရင်ပြောပြလိုက်ပါမယ် organization details ဆိုလို့ရှိရင်ဒီမှာ logo ကိုယ့်ရဲ့ company logo ကျွန်တော်တို့ invoice မှာဆိုလို့ရှိရင် invoice ကိုဒီတိုင်း plain ပို့တာနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ company ရဲ့ logo လေး invoice မှာပါနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့ဒါ official ကိုယ့်ရဲ့ဒီ company ရဲ့ကိုစားပြု invoice လေးတစ်ခုအနေနဲ့ဒီ logo လေးကကြည့်လိုက်တာနဲ့ဒါပဲ company ကဆိုရင် logo ကိုယ့်ရဲ့ logo လေးကိုထည့်ကြတယ်ဗျကျွန်တော်ပုံမှန်တိုင်းဆိုလို့ရှိရင်တော့အပြင်မှာ letter နဲ့ထုတ်ကြတာဒီကိုယ့်ရဲ့ company ရဲ့ logo နဲ့ letter နဲ့ထုတ်ကြအခုကကျွန်တော်တို့ online နေ system နေပြီးတော့ကျွန်တော်တို့ invoice ကိုထုတ်မယ်ထုတ်ပြီး invoice ကိုတိုင်းရင် online နေပို့တာမျိုးအဲ့လိုပို့တာမျိုးလုပ်မှာဖြစ်တဲ့အတွက်ဒီ invoice မှာကိုယ့်ရဲ့ logo ဒီ logo လေးပါပြီးသားပေါ့နော် logo လေးပါပြီးသားကိုပို့ဖို့လိုတယ်အဲ့တော့ဒီ invoice ဒီကျွန်တော်တို့အပြင်မှာထုတ်တယ်လို့မျိုးပေါ့နော်အပြင်မှာ letter head နဲ့ထုတ်တယ်လို့မျိုးcomplete ဖြစ်ပြီးတော့ပြည့်စုံပါတဲ့ဟာဖြစ်ရမှာဘာလို့လဲကျွန်တော်တို့က invoice ပို့မှာဖြစ်တဲ့အတွက်လေနော်အဲ့တော့ဒီမှာကိုယ့်ရဲ့ company ရဲ့ logo လေးကိုဒီမှာထည့်လို့ရတယ်ဒီမှာဒါကကျွန်တော်ထည့်ထားလို့မလို့ဒီမှာသူက chain နဲ့ပြနေရတယ်ကျွန်တော်ကမထည့်ရသေးဘူးဆိုလို့ရှိရင်ဒီမှာ upload လို့ပြလိုက်မယ်ဒီမှာ upload လုပ်ပြီးတော့ကိုယ့်ရဲ့ company ရဲ့ logo လေးကိုဒီမှာတင်လိုက်ပါဒါဆို logo လေးရလာမယ်ပေါ့နော်ပြီးလို့ရှိရင်ကိုယ့်ရဲ့ company name display name ကိုတချို့ကြရှိရဲ့ဗျာကျွန်တော်နိုင်ငံမှာဆို band နေရှိရလေKBZ band လို့တို့ကဒါ display လုပ်နေတာတွေကအပြင်မှာ AY band လို့ KBZ band အဲ့လိုမျိုးလေအတူကောက်တွေနဲ့ display လုပ်နေတယ်တို့ပေမဲ့ဒီမှာ legal name ကတော့ Ayawadi band ဆိုပြီးတော့ရှေ့ကောက်နေသူက legal name လောက်ထားတယ် KB ဆိုတော့ KB ကံပေါ်စား band ဆိုတဲ့ legal name trading name ဆိုတည်တည်ရှိမယ်အဲ့လိုမျိုးရှိတခါလေကြာလို့ရှိရင် display name နဲ့legal name ကအတူတူပဲရှိတဲ့ဟာလည်းရှိတယ်တချို့ကျတော့ display name ကိုလိုမျိုး shortcut လေးတို့ကောက်လေးနဲ့ခေါ်တာလေးရှိလို့ရှိရင်ကိုကခွဲပြီးထည့်ချင်တယ်ထည့်လို့ရတယ်ဒါမှမဟုတ်ကိုယ့်ရဲ့ legal name တိုင်း fully တိုင်းပဲပေါ်အောက်ကောပြမယ်ဆိုရင်ထည့်လို့ရပါတယ်ဒါ industry ဒါကိုယ့် company ကဘယ် industry မှာပါလဲ retail လား manufacturer လားservice လားပေါ့နော်ဒီကိုယ့်ရဲ့ industry ရဲ့ related ဖြစ်တာလေးကိုဒီမှာသူကရိုက်ရှာလို့ရတယ်ပေါ့နော် manufacturer construction ဆိုလည်း construction ပေါ့နော် construction လည်းရှိတယ်မ construction နဲ့ပတ်သက်တာတွေ construction ကိုတော့မှသူဒီမျိုးစုံခွဲထားတယ်ပေါ့နော်ပြီးလို့ရှိရင်
manufacture ဆိုလို့ရှိရင် manufacture မှာjewelry လားတခြားလား canary လားဘာလဲ manufacture type ကိုတော့မသူမျိုးစုံဒီတေးထပ်ပြီးခွဲထားတယ်အဲ့တော့ကိုယ့်ရဲ့ company နဲ့သက်ဆိုင်တဲ့industry ကိုရေးပါ retail ဆိုလည်းဒီမှာ online retail လား online clothing လားဒါမှမဟုတ်လို့ရှိရင်ဒီမှာအများပဲ retail တော့လည်းအများ retail မှာဒီမှာ bakery လား shoe လား fashion လားစသဖြင့်ပေါ့နော်တခုခုရွေးဒါကိုယ့်ရဲ့ company နဲ့ကိုက်ညီတဲ့ဟာကိုရွေးမယ်ပြီးလို့ရှိရင် organization type ကိုယ့်ရဲ့ organization type ကဘာလဲ company မျိုးစားလား partnership လား sole trader လား joint venture လားစသဖြင့်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင် NGO လိုမျိုး charity လား organization နဲ့ NGO တွေပုံစံမျိုးနဲ့ organization တွေဆိုလို့ရှိရင်ကျွန်တော်တို့ charity ပေါ့နော်လိုမျိုးတွေပေါ့အဲ့လိုထည့်မယ်ပြီးလို့ရှိရင်ဒီမှာbusiness registration number ဆို company ရဲ့ registration number ကိုယ့်ရဲ့ company မှတ်ပုံတင်ထားတဲ့ registration number ပေါ့နော်ဒီ registration number ကိုထည့်မယ်ဒါကတော့ organization ရဲ့ discretion ဒါကတော့ရေးလဲရတယ်မရေးလဲရ option နဲ့ပေါ့နော်အများဆုံးဖြင့်ကိုယ့်ရဲ့ mission vision တွေရေးထားခြင်းလည်းရတယ်ပေါ့ဒီမှာပြီးရင် contact info ဒီမှာ contact info ဆိုလို့ရှိရင်အသေးစိတ်ပဲသူရဲ့ဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်ဖြတ်လိုက်မယ်နော်သူ့မှာလည်းဒီမှာ highlight လေးလောက်ထားရှိတယ်ဒါကျွန်တော်ထည့်ထားလို့ပေါ့နော်ဒီမှာဆိုလို့ရှိရင် street address street land နေ number အိမ် number တွေထည့်မယ်ဒီမှာ town and city ဒီမှာ state region ဒီမှာ postal code ဒါဒီ country ဒါကတော့ထည့်လိုက်ရတယ်မထည့်လိုက်ရတယ်ဒီမှာ physical address ကကျွန်တော်တို့ postal address နဲ့အတူတူပဲလားဒါမှမဟုတ်ရှင် physical address ကိုowner ရဲ့ address ကိုထည့်မယ်ဆိုလို့ရှိရင်မတူဘူးပေါ့နော်ဒါ company ရဲ့ address ဒါ owner ရဲ့ address အနေနဲ့ထည့်မယ်တကယ်၍မဟုတ် physical address နဲ့ postal address နဲ့အတူတူပဲဆိုလို့ရှိရင်လည်းဒါလေးကို click လုပ်လိုက်လို့ရှိရင်အောက်ကထပ်ဖြည့်စရာမလိုတော့ဘူးကြိမ်မတူဘူးဆိုလို့ရှိရင်ဒါကို click မလုပ်ဘဲနဲ့ဒီမှာအသစ်ထပ်ဖြည့်ပေါ့နော်ပြီးလို့ရှိရင်ဖုန်းနံပါတ်ဖုန်းနံပါတ်ကဒါရုံးဖုန်းနံပါတ်ပေါ့နော်ရုံးရဲ့တယ်လီဖုန်းနံပါတ်ပြီး email လည်းရုံးရဲ့ email ကိုထည့်ပေးရပါမယ်ဒါလေးကိုမမှန်ကန်လေးထည့်ပေးပါနော်ကိုယ့်ရဲ့ company ရဲ့ information တွေကိုဒီမှာမမှန်ကန်ထည့်ပေးမှာ invoice နဲ့ဆက်ဆက်တဲ့အချက်လက်တွေဆိုလို့ရှိရင်မှန်ကန်နေမယ်ကိုယ့်ရဲ့ information တွေကမှားနေတယ်ဆိုလို့ရှိရင်တော့ဆက်မပြေဘူးလေနော်ပြီး mobile number ကလည်းအခုတချို့ကျတော့တယ်လီဖုန်းနံပါတ်တည်တံ့ရှိသလိုပြီးရုံးသုံးအနေနဲ့ပေးထားတဲ့ mobile phone တွေရှိတယ်အဲ့ဒါမျိုးထည့်လိုက်ရတယ်ဒါမှမဟုတ်တတိယဖုန်းထည့်မလားဒါမှမဟုတ် manager ဖုန်းထည့်မလားအဲ့ဒါလည်းထည့်လို့ရတယ်ပြီးရင် first သုံးတဲ့နေရာတွေမှာဆိုရှင်ကိုယ့်ရဲ့ first ဖုန်းနံပါတ်ကိုထည့်ပါပြီးလို့ရှိရင်ဒါတွေကတော့ social media link တွေကတော့ option နဲ့ပေါ့နော်ကိုထည့်ကြည့်လိုက်ရတယ်မထည့်လိုက်ရတယ်ဒီမှာ Facebook link ထည့်မလား Twitter ထည့်မလား LinkedIn ထည့်မလားဒါမှဒီမှာဆိုလို့ရှိရင်လည်း website ကိုယ့်ရဲ့ company ရဲ့ website ကတော့ထည့်တင်တယ်လို့ထင်တယ်ကိုမ website ရှိရင်ပြောတာပေါ့နော် website မရှိဘူးကိုက Facebook social network က Facebook တို့မျိုးတွေမှာကိုကကြော်ညာတွေပါတင်နေပါညာဆိုလို့ရှိရင်တော့ Facebook လေးကို highlight လုပ်ထားတယ်ပေါ့ထည့်ပေးလိုက်တယ်ပေါ့နော်တစ်ဖက်ကိုယ့်ရဲ့ customer တွေကိုလည်းသူတို့လည်းကိုpage ကိုတည်သွားအောင်ပေါ့နော်ပြီးလို့ရှိရင် save လုပ်လိုက်တာ ਨੇ ဒီ company ရဲ့အချက်လက်တွေကဒါset တင်ပြီးသားပေါ့နော်အကယ်၍နောက်ပိုင်းမှာဒါကတော့ one time set ပဲအများသားပြန်လေဒါနောက်ပိုင်းမှာလုံးဆရာရှိတာဆိုဖုန်းချိန်တာတို့ရုံး address ချိန်သွားတာဒါမျိုးဆိုလို့ရှိရင်ဒီမှာလာချိန်ရမှာကျန်တာကတော့ကျွန်တော်တို့လုံးဝ one time setup ပဲတခြားခဏဒါကြီးကလာပြီးလုပ်ဆရာမလိုဘူးအဲ့တော့ကိုဒီ system မှာဘာမှမသုံးဘူးဒီ setup ကိုချိန်ပြရမယ်ပြီးလို့ရှိရင်တခြား user တွေ currency တွေအပိုင်းတွေကိုကျွန်တော်နောက် video လေးမှာ sharing လုပ်ပေးသွားပါမယ်ကျေးဇူးများတင်ပါတယ်